အခုတလောဒီ social media ပေါ်မှာခဏတွေ့ရလိမ့်ရှိတဲ့စကားတစ်ခွန်းရှိတယ်။ဒါပါလဲဆိုတော့ကြောင်းတက်တာအချိန်ဖြုံးတာပဲ။ပတ်စံနေကုန်တာပဲဖတ်တယ်နဲ့စသဖြင့်ပေါ့နော်။ဒီစကားလေးတွေကိုမကြတွေ့ရပါတယ်ပေါ့နော်။အခုလက်ရှိဂျပန်နိုင်ငံကိုကြောင်းနဲ့လာခဲ့တဲ့ကျောင်းသားတွေရွေးချယ်လိုက်တဲ့ကျောင်းသားတွေဂျပန်ကိုကျောင်းလာတက်ဖို့စိတ်ကူးနေတဲ့ကျောင်းသားတွေအနေနဲ့တော့ဒီစကားကြားရင်စိတ်တက်ကြခြင်းစရာကောင်းရင်ကောင်းလိမ့်မယ်ပြီးတော့ကိုရွေးချယ်တဲ့လမ်းကမှားနေပြီလားဆိုပြီးတော့ဝေဝါးကောင်းဝေဝါးလိမ့်မယ်ပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်တိုင်ကလည်းပေါ့နော်ဒီဂျပန်နိုင်ငံကိုလျူကာကုဆေးတယောက်အနေနဲ့စတင်ပြီးတော့ရောက်လာခဲ့တယ်ပြီးတော့ language school တက်တယ်ပြီးတော့ university တက္ကသိုလ်တက်တယ်ပေါ့နော်ပြီးတော့ခုလက်ရှိဂျင်းဆိုင်ရှော့ကိုင်းဆိုတဲ့ဂျပန်ကုမ္ပဏီကြီးတစ်ခုမှာပေါ့နော်မင်းစစ်စုဆိုင်ရောဆိုတဲ့အလောက်ခန့်ပြီးတဲ့ဌာနမှာတာဝန်ထမ်းဆောင်လျက်ရှိပါတယ်ပေါ့နော်ပြီးတော့ဒီတစ်ဖက်မှာလည်းဈေးပတ် education ဆိုပြီးတော့ဒီပညာရေးဝန်ဆောင်မှုအကြောင်းကိုတည်ထောင်ထားပါတယ်ခုလက်ရှိမှာဆိုရင်မြန်မာနိုင်ငံကနေပြီးတော့ဂျပန်နိုင်ငံကိုလျူကာကုဆေးလို့ခေါ်တဲ့ပညာတော်သင်ကျောင်းသားပေါင်း100ကျော်ကိုပို့ဆောင်ပေးထားတဲ့ experience ရှိပါတယ်ပေါ့နော်ဒီပေါ်မှာအခြေခံပြီးတော့ဆွေးနွေးခြင်းတဲ့အကြောင်းအရာတော့ပေါ့နော်ဘယ်လမ်းကြောင်းကကောင်းနေမကောင်းဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကျောင်းတက်ရတဲ့အဓိကရည်ရွယ်ချက်ပေါ်မှာအခြေခံပြီးတော့အားတာချက်အားနည်းချက်တွေကိုပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ကိုပုံမှန်လင်းလင်းပြောချင်ပါတယ်ပေါ့လေအခုတလောဒီ social media ပေါ်မှာခဏတွေ့ရတဲ့စကားလေးတစ်ခွန်းရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျောင်းတက်တာအချိန်ဖြုံးတာပဲပေါ့နော်ပတ်စံနေကုန်တာပဲဖတ်တင်တယ်စသဖြင့်တွေ့ရပါတယ်ဆိုတော့ဒီဂျပန်နိုင်ငံကိုကျောင်းနဲ့လာခဲ့တဲ့သူတွေကျောင်းနဲ့လာဖို့လုပ်နေတဲ့သူတွေကတော့ဒီစကားကြားရတဲ့အချိန်မှာနည်းနည်းစိတ်ညစ်ကောင်းစိတ်ညစ်လိမ့်မယ်ပြီးရင်ကိုရွေးချယ်တဲ့လမ်းကြောင်းမှားသွားပြီလားဆိုပြီးတော့ဝေဝါးကောင်းဝေဝါးသွားနိုင်ပါတယ်ပေါ့နော်တကယ်တော့ဒီစကားတွေရာပေါ့နော်တစိမ့်တစ်ပိုင်းတော့မှန်ကောင်းမှန်နိုင်ပေမဲ့အားလုံးအတွက်တော့အမှန်တရားဟုတ်မနေဘူးဆိုတာတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့လျူကာကုဆေးလို့ခေါ်တဲ့အဓိပ္ပာယ်ကပေါ့နော်ပညာသင်ဖို့ရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့long term investment တစ်ခုဖြစ်ပါတယ်ဗောလေပြောရမယ်ဆိုရင်စိတ်ရှည်ရတယ်အခုရေရင်းတူအခုရေကြီးတောက်ရှင်လို့တော့မရဘူးချက်ချင်းကြီး result မမြင်ရဘူးလို့ပဲပြောရမယ်ဗောနော်ကျွန်တော်ကိုယ်တိုင်ကလည်းပဲဗောနော်ဒီဂျပန်နိုင်ငံကိုစပြီးရောက်ခဲ့စဉ်တော့ကဒီလိုမျိုးလျူကာကုဆေးအနေနဲ့ဖြတ်တန်းခဲ့တဲ့သူတိုင်းကလည်းဒီဟာကိုចောင်းသားဘဝကိုနားလဲပါတယ်ဗောနော်မနေ့ဆိုရင်ကျွန်တော်ဆိုရင်ចောင်းသွားတယ်ပြီးတော့ဆက်စချင်းချိန်ပိုင်းလို့လောက်ရတာကစိုက်ပျိုးရေးလုပ်ပေါ့နော်ဆိုတော့ကျွန်တော်ရောက်လာခဲ့စဉ်တော့အလုပ်တွေအရန်ရှားနေတဲ့ချိန်စိုက်ပျိုးရေးလုပ်ကိုသွားလုပ်ခဲ့တယ်ပြီးတော့ညပိုင်းမှာဆိုရင်ဒီ ovendo စက်ရုံတွေမှာညဆိုင်နေဆင်းခဲ့တယ်ပြီးတော့ကြောင်းသွားတယ်ဒီလိုနဲ့ပဲပင်ပန်းလုံးလို့စိတ်သက်ကြခဲ့ရတဲ့ရက်တွေအိတ်မပျော်တဲ့ရက်တွေညတွေကလည်းအများကြီးရှိခဲ့ပါတယ်ဗောနော်အဲ့ဒီချိန်တော့ကတော့ကျွန်တော်လည်းအဲ့လိုမျိုးပဲတွေးခဲ့ဘူးတယ်ငါတို့ဘာအတွက်ဒီလောက်ပင်ပန်းခံနေတာလဲဘာအတွက်ဒီလောက်ထိအောက်ကျခံနေရတာလဲဘာအတွက်ဒီလိုမျိုးတွေဖြတ်တန်းနေရတာလဲငါဘဝဒီလောက်ပဲလားဂျပန်နိုင်ငံကိုရောက်လာတာဒါတွေလုပ်ဖို့လားစသဖြင့်မိကုန်းနေအများကြီးကိုမေးခဲ့ဘူးတယ်ဗောနော်ဒါပေမဲ့နောက်ပိုင်းမှာကိုယ့်ရဲ့အမြင်ပြောင်းသွားတယ်ဗောနော်လက်ရှိမှာငါအဆုံးရှုံးခံနေတာမဟုတ်ဘူးငါဘဝငါအနာဂတ်အတွက်ကို invest လုပ်နေတယ်အဲ့လိုမျိုးပြောင်းလိုက်တဲ့အချိန်မှာဒီလိုမျိုးပင်ပန်းမှုတွေကနေပြီးတော့ဘာတွေရလာလဲဆိုတော့ခံနိုင်ရရှိမှုကိုတာဝန်ယူတတ်မှုပြီးလို့ရှိရင်နောက်တဲ့ဂျပန်စာစွမ်းရည်လူမှုဆက်ဆံရေးအတွေ့အကြုံစတဲ့ပေါ့နော်ကောင်းမွန်တဲ့ habit တွေကိုတဖြည်းဖြည်းနဲ့ဖန်တီးတည်ဆောက်လာနိုင်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးလျူကာကုဆေးဘဝကနေရခဲ့တဲ့ဒီသင်ခန်းစာတွေအကြောင်းပဲပေါ့နော်အခုဆိုရင်ကျွန်တော်ကိုယ်ပိုင် community တစ်ခုတည်ဆောက်နိုင်ခဲ့ပါတယ်ဗောလေပြီးတော့ကိုယ့်အချိန်ကိုကိုယ်တိုင်စီမံနိုင်ခဲ့တဲ့ freedom ကိုလည်းရလာခဲ့တယ်လို့ပြောရမယ်ဗောနော်အခုချိန်မှာဆိုလို့ရှိရင်ကိုလှုပ်ချင်တဲ့အရာကိုကိုစိတ်ကြိုက်လှုပ်ပိုင်ခွင့်ရှိပြီးတော့အချိန်ကိုလည်း freedom ရှိနဲ့ဖြတ်တန်းလာနိုင်တယ်ဗောနော်တကယ်လို့အဲ့ဒီအချိန်တုန်းကသာကျွန်တော်ကြောင်းတက်တာကိုအချိန်ဖြုံးတာပဲဆိုပြီးတော့လက်လျှော့ခဲ့မယ်ဆိုရင်ဒီကနေ့ကျွန်တော်ဆိုတာဖြစ်လာမှာမဟုတ်ဘူးဗောနော်ပြီးတော့ဒီဈေးပတ် education ဆိုတာမျိုးလည်းရှိလာမှာမဟုတ်ဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်ဗောလေပြောရမယ်ဆိုရင်ကျောင်းသားဘဝဆိုတာကဒီပတ်စံကုန်တဲ့အချိန်ကုန်နေဆိုတာမျိုးမဟုတ်ဘဲနဲ့ long term personal investment တခုဆိုတာကိုအမြင်ပြောင်းလဲဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အခုလိုပြောလိုက်လို့အလုံးနဲ့လာတဲ့သူတွေကရောကျောင်းပဲပြောင်းတက်တော့မလားဆိုပြီးတော့မေးစရာတခုရှိကောင်းရှိလာနိုင်ပါတယ်ဗောနော်ဒီမှာအရေးကြီးတာတခုကျွန်တော်ပြောချင်တာဘာလဲဆိုရင်ဘလို့လမ်းကြောင်းမျိုးကိုပဲရွေးချယ်ကိုရွေးချယ်ခဲ့တဲ့လမ်းကြောင်းကိုတန်ဖိုးထားတတ်ဖို့ကအရေးကြီးဆုံးဖြစ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗောနော်ဥပမာအလုပ်ဗီဇာတခုတည်းဂီနိုပဲဖြစ်ဖြစ် trainee စတဲ့ဗီဇာတွေနဲ့လာတဲ့သူတွေကလည်းသူတို့ရဲ့ situation ရအခြေအနေရမိသားစုကိုအမြန်ဆုံးထောက်ပံ့ပေးနိုင်တဲ့အတွက်အကောင်းဆုံးရွေးချယ်မှုလို့ကျွန်တော်ကတော့ထင်ပါတယ်ကျွန်တော်အနေနဲ့လည်း appreciate လုပ်ပါတယ်ဆိုတော့ဘယ်လမ်းကြောင်းကိုပဲရွေးချယ်ကိုရောက်နေတဲ့နေရာကနေကိုသွားခြင်းတဲ့နေရာကို
ဘယ်လိုရအောင်သွားလို့ရမလဲဆိုတာမျိုးအမြဲတမ်းစဉ်းစားနေပြီးတော့လမ်းကြောင်းရှာနေဖို့ကအရေးကြီးတယ်လို့ထင်ပါတယ်ပေါ့နော်အဲ့လိုမျိုး saturation ပေါ်မှာအခြေခံပြီးတော့ကိုယ်လမ်းကြောင်းတစ်ခုကိုရွေးချယ်လိုက်ပြီဆိုရင်ကိုယ်ရွေးချယ်လိုက်တဲ့လမ်းကြောင်းကိုတန်ဖိုးထားပြီးနောက်တစ်ခုကတာဝန်ယူမှုအပြည့်ရှိပြီးတော့အဆုံးထိရှောက်ဖို့ကအရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပြီးတော့ဒီနေရာမှာတစ်ခုသတိထားမှာကကျောင်းနဲ့လာတဲ့သူတွေအတွက်ကတော့ခုချက်ချင်းပတ်စံဆွနိုင်မှာမဟုတ်သေးဘူးပေါ့နော်ပြီးပြင်ပန်းနေတယ်ဆိုရင်တောင်မှလုံးဝစိတ်ထဲမကြဖို့အရေးကြီးတယ်ဆိုတော့ပင်ပန်းနေဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်အနာဂတ်အတွက် invest လုပ်နေတဲ့သူဆိုပြီးတော့ခံယူဖို့လိုတယ်ပြီးတော့ဒီယင်းနှီးမြုပ်နှံမှုရဲ့အကျိုးကျေးဇူးကနောက်တစ်ချိန်မှာတေချာပေါက်ရလာပါလိမ့်မယ်ပေါ့နော်ဂျပန်မှာကျောင်းတက်ရတာဆိုရင်ကျွန်တော်ကျောင်းသားတွေကိုအမြဲတမ်းပြောနေကြစကားရှိတယ်ဘာလဲဆိုရင်ဝါပင်စိုက်တာနဲ့လားစံတူပါတယ်ပေါ့နော်ဝါပင်တပင်ကလည်းပထမဦးဆုံး၄နှစ်မှာမြေပေါ်မှာငုတ်တူလေးပဲဘလောက်ပဲရေလောင်းလောင်းဘလောက်ပဲပေါင်းတင်အထက်ကိုတက်မလာဘူးဆိုတော့ဘာလဲဆိုရင် तू ကမြေအောက်မှာအမြင့်တွေကိုခိုင်းမအောင်ဖြန့်ကျက်နေတာဖြစ်ပါတယ်ပေါ့နော်တနေ့မြေပေါ်ကိုထွက်လာပြီဆိုရင်တော့လေ तू ကရပ်ပိုင်းအတွင်းမှာပဲပေ80 90အထိကိုအရှိန်အဟုန်နဲ့မြင့်တက်သွားတတ်ပါတယ်အကြောင်းသားဘဝဆိုတာဒီဝါပင်စိုက်တာနဲ့လားတန်တူပါတယ်ပေါ့လေဒီចောင်းသားဘဝမှာဆိုရင်ရလာတဲ့ဂျပန်စာတွေလူမှုဆက်ဆံရေးတွေပြီးလို့ရှိရင်ကောင်းမွန်တဲ့ habit တွေစသဖြင့်ဒါတွေဟာဆိုရင်ဝါပင်လို့ပြောမယ်ဆိုရင်မြေအောက်ကအမြင့်တွေနဲ့လားတန်တူပါပဲပေါ့နော်ဆိုတော့ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ်သူ့ဟာနဲ့သူအားတာချက်အားနည်းချက်ရှိပါတယ်ဘယ်ဟာမျိုးကကောင်းနေဆိုတာတဲ့ကိုယ်ဘာကိုရွေးချယ်ခဲ့လဲရွေးချယ်တဲ့ပုံမှာကိုဘယ်လောက်တောင်းယူမှုရှိပြီးတော့အဆုံးထိဘယ်လောက်ထိရှောင်မလဲကိုရောက်နေတဲ့နေရာကိုတန်ဖိုးထားပြီးတော့ကိုသွားခြင်းတဲ့နေရာဘယ်နေရာလဲဒါကိုဘယ်လိုမျိုးသွားရင်ရမလဲဆိုတော့ growth mindset ကအရေးကြီးဆုံးဖြစ်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဘာနဲ့ပဲရောက်လာကိုရွေးချယ်တဲ့လမ်းကိုယုံကြည်ပါပြီးရင်ကိုယ်ဆုံးဖြတ်ချက်ကိုလည်းကိုယုံကြည်ပါကိုလို့ရဲ့ကြောင့်ဘယ်သူမှမထိခိုက်ပါစေနဲ့ပေါ့နော်ကျွန်တော်တို့လောကကြီးမှာမသိသေးတဲ့အရာတွေမတွေ့သေးတဲ့အရာတွေမသိရသေးရတဲ့အများကြီးရှိတယ်ဒီလိုမျိုးမသိသေးတဲ့အရာတွေကိုသိယူရတာအခက်အခဲတွေကိုကြော်ဖြတ်ရတာဒါကျွန်တော်တို့ဘဝရဲ့တန်ဖိုးလို့ကျွန်တော်ကတော့ခံယူထားပါတယ်ပေါ့နော်အခုလက်ရှိပေါ့နော်ဒီဂျပန်မှာရှိနေတဲ့သူတွေလာဖို့ပြင်ဆင်နေတဲ့သူတွေကလည်းဘယ်လိုမျိုးအခက်အခဲတွေကြုံနေရလဲပေါ့နော်ကွန်မန့်မှာဝင်ရောက်ရေးသွားလို့ရပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်